နဲ့မဆာကူလာနာနဲ့လူစားလေးလုံးလေကြောင်ကကဲလူလေးရင်ဖွင့်စကားသံလေးတွေကြားချင်တယ်လောက်ပါကြီးမရင်ပွင့်လိုက်ရဟမ်ဟုတ်တယ်လေးပြက်တယ်ဗီဒီယိုရိုက် record လုပ်ဟုတ်တယ်ကြားချင်လေးကြီးလေးမင်းဘလို့မရသေးဘူးညကလေးအေး file လုံးတာပြောပြီးတော့ခင်းလိုက်တယ်လားမနဲ့9နိုင်ရာဒီလေဂေးလမ်းမှာသွားလောက်တာလေပြင်းပြီးစောက်ကြီးတော့မအေးတော့မပြင်းပြီးကောဒီဘက်မုန်းနေရပြီမုန်းနေဟာဒီနာ Facebook ပါလဲဟို Facebook ဟွာကြီးဟာဘာတူလဲမချင်မို့အော်အေးဒါလည်းမမြင်ဘူးသူ့တော့မြင်ဘူးလေသူ့လည်းမြင်ဘူးလေသူ့လည်းမမြင်ဘူးမျိုးလူရရလားကဲဟွာဒါလည်းဘယ်လိုလဲတော့ပါအောင်ဒီဒုက္ခလေးပွားအောင်ဒုက္ခလေးပေါ်တော့ပွားအောင်လို့တော့ငါကျိုးတုံးကြီးဒုကြီးနေမောင်လေးလောဘမဖြစ်နဲ့မကုန်သေးလို့မမဟုတ်ဥစ္စာမီးရမနိုင်ဘူးမီးမနိုင်ဘူးဆိုတော့မီးမနိုင်ကိုရှိတော်ဘူးဆောင်လိုက်ငါစားပြငါတော့ပြကြိုက်ဒီငါတွေဟိုဟာတွေကခါလိုက်တာညီလေးဘာတွေလုပ်နေလဲညီလေးငါလုပ်ရေခဲထည့်ဒီကတော့ဖမ်းပြလိုက်တယ်ဟုတ်မင်းနဲ့ကိုလာတာကိုနာမည်နဲ့ကိုအထုံးလိုက်ပါဟဲ့ဟိုတယောက်ကဒေဝီခြေထောက်ကျိုးသွားသူပါဒေဝီကရှောက်ကျိုးသွားလို့မရှိမှမိတ်ဆက်ပေးဖို့တည်းသွားတယ်နော်ဒေဝီသွားလဲမလာပါလို့မသိဖုန်းလို့ဖုန်းယူလို့မတိလာရှင်လို့ဖြိတ်နေတယ်လာဖို့နဲ့မိမယူဖို့တယ်အဲ့ဒါဘာလို့လဲဖုန်းယူလို့မတိလာရှင်လို့လာဖို့နဲ့မိမယူဖို့တယ်မင်းပါဘယ်လိုလုပ်လို့မရတားလို့မရတယ်မင်းပါဆောင်းပြောင်းဖို့သူ့ရဲ့ကောင်မလေးဆွေးနေတယ်ငါနဲ့ဟာရခိုင်ရုံးမပေါ်ထဲမှာတွေ့တယ်ဘာလို့သွားလို့ရုံးမပေတလုံးကျော်တယ်ငါအနိုးတော့ကလေးလိုမဟုတ်နေလို့ငါနေပြီးတော့ဟိုဟာရုံးမသစ္စာနဲ့ရုံးမပါလားရုံးမတော့မယ်ရုံးမသစ္စာနဲ့လာတဲ့အခါကားပေါ်မှာတွေ့ရဆိုတော့လည်းသမီးကမမက်မိရကုန်လူလေးတွေခေါ်တယ်လူလေးသမီးကိုမက်မိတာသမီးလည်းနောက်ဆုံးကြည့်တယ်ခုမြင်နေရတာတော့လာဖို့နဲ့သူ့ကိုယူတော့မှာစကူရတာကျော်သာဝင်းကချုပ်ကလေးကိုပြောတာညီလေးပြောဘာတွေမြေခွင်းတကားတွေကြားနေတယ်မလားဟောရင်ဝင်တာပါကျူရိုက်နေတာဖုန်းအောင်ပြီးထိုင်းခဲ့သေးတယ်မရဘူးဘလို့နေလဲဒီမတဲ့ဒီကျအစိုးတင်နေတာမအောင်ဒါဘူးလားပတ်ဒါမှမတော့အဲ့ဒါကိုဝင်ပြန်သေးွားအတိရဲ့ပတ်ရမလို့ပြောတော့ဒီစားတော့ဒေါက်တာချစ်ကြီးဘလို့ရှင်းပြုတ်ခဲ့ပါဂရီမေးမှာခြာကြီးပိုင်းလေးနဲ့ဆွဲလိုက်တော့ဒီဘလို့လဲဒေါက်တာချစ်ကြီးမဟုတ်ဆက်စီချစ်ကြီးဒီအစားသားတွေဒေါက်တာချစ်ကြီးဘလို့ရှင်းပြုတ်ခဲ့ပါလဲမကုန်သေးဘူးရှင်းသေးတယ်ဖွက်ထားတာဒေါက်တာချစ်ကြီးက PDF နေနဲ့ပေါ့ဘယ်ကမတ်ချက်ကြီးလည်းမေးဟုတ်မတ်ချက်ကြီးဘလို့တော့ရောက်လာပါရုပ်တရက်ကြီးခေါင်းမလေးနဲ့တွေ့ကြရလားဟောခေါင်းမလေးပဲပြောရတယ်မှန်တာပြောတယ်ဟဲ့ကာကြီးဘာလို့ဒီမှာဟဲ့ကာကြီးလို့ခေါ်တော့တယ်တဲပုံထဲမှာမြုပ်ပြည့်ပြည့်စီးလို့ဒီကောင်ဟာတဲထိုးပြလိုက်လားလို့ဟုတ်ကဲ့လို့ကလေးမတဲပုံထဲမှာထားတာမင်းကိုဟဲ့ပလိုက်တာကလမမင်းနေတယ်ကလမမဟုတ်ပါဘူးငါကြားနဲ့ကောက်ထိုးအဲ့ဒါလေစာလုံးမပြန်ကြည့်လိုက်အောင်ဘာလဲဘာစာလုံးမပြန်ဘလို့ကောက်ကလမသေချာပတ်ကြည့်ကလမလို့လည်းသေချာပတ်အဲ့ဒါနာမည်ဒါကလည်းစားထုတ်တာနာမည်ဖျားလို့သူငါသေချာပတ်ကြည့်တယ်ကလမပဲထွက်တယ်နောက်ကအာကေဆိုတော့ရခိုင်ပေါ့ဟုတ်ကလေးမလားကလေးကဝါဟောရကျန်ခဲ့တယ်ကလမရခိုင်ကလမရခိုင်တို့ဟောကြတယ်ကတိရပြလိုက်ပဲသေချာလေးဖတ်မှရမယ်ကလေးရခိုင်လားကလေးမရခိုင်လားကလေးဝရခိုင်လားအဲ့တင်းဝါဒါလည်းအေးစရာကြီးတယောက်ကဘီယာလုံးဝမချနှောက်လက်ကမချဘာလို့သူ့ကိုပြတယ်အချက်တော့ကြည့်လိုက်တယ်ဘီယာမချဆိုလက်ကမချလက်ကမချဘီယာဟာဘီယာမချဆိုငါမတောက်လားဟုတ်လက်ကမချလားမချဆိုဘီယာတောက်ကြလေမတောက်လို့လားမင်းဘီယာမတောက်ကြဘူးဘီယာလည်းမတောက်အနေနဲ့နောက်တော့ငါစိတ်ဝင်စားလို့ပါကောင်မလေးကိုတဲထိုးခဲ့ပြီလားလို့အေးဟုတ်တဲ့ပုံထဲမှာထိုးပြခဲ့တယ်ဒီတော့မထိုးပါဘူးတဲထိုးခဲ့ပြီလားလို့ပဲမသိရပါဘူးဘယ်တော့ပေါ်ဆိုင်မလို့ရင်နာပါဆိုပြောတယ်အောင်ပြီးဆိုပြောလိုက်တာရှက်လက်ကလေးလေးရေးပြီးအော်ပဲရင်နာပါဆိုဆင်ညီမလေးစုံစမ်းဗီဒီသားလာပြီးအားပေးပါမယ်ဟိုဘုန်းလေးဆိုရဲရွာလာပြီးတော့အားပေးတာပါရှင်ဘုန်းကြီးက၄ခွဲဒီမှာတော့ကုန်းနေတဲ့ရင်လည်းလာပြီးတော့အားပေးတာ
ပါ ကောင်းပါလေ မလိုက်ရ quality ရန်ကောင်းပြီးပူခဲ့ကြတာ ခုန Facebook provider ဘယ်လိုပါလဲ 这专门来了，对吧？ ဘယ်ပြောတော့စက 这样的话，Facebook 知道吧？ Facebook သား 对吧？ကိုလူကြီးတွေရဲ့အမကန်နေ အခွင့်ဖို့ပါဘော ငါခွက်ပဲ သိချသွား ဝင်းခိုင်မလားဦးနော် လာတယ်မေးရ ဒါပြီလို့တော့ပြောတာဖိတ် ဗီဒီယိုရိုက်နေတာလား ဗီဒီယိုလားမသိဘာလဲမသိအကုန်ရိုက်နေတယ်တွေ့ရအကုန်ရိုက် လုံးချင်လား ဒီတိုင်းမိတူလာခဲ့လို့ တွေ့တယ် ဘယ်လိုတန်းပြီလားဟာ လေမလာ အမောင်ရပြောင်းနေတယ်ကွာ စီးချတယ် ဘာလို့လဲလား ဟဲ့ဟိုအေးလေခင်မောင်းနေနဲ့မလာနေ ပြောရလေဖက်ခင်းကလေးစိန်တယောက်ကိုသတိရနေတယ်ဖက်သွားပြီလေရလေရှိတယ် ရိုက်နေတယ်လေ ဒါလေးနည်းပြောပါဦး မရောက်လားခင်းကလေးစိန်ရော ရိုက်နေရတယ်မရတယ် ပြောက်ဦးမို့ ဒါလေးနည်းပြောပါဦး ပြန်သွားပြီ အာပွား ကျွန်တော်တို့ဒီမှာပြောနေကြတယ် အာပွား ပြောနေကြတယ်မပြောနေကြတယ် ရောအာ ခင်းကလေးစိန်ရောပြရတော့တယ်လားကြောက်လို့ မျိုးမမြင် quality ညံ့တယ် မျိုးမမြင်ရ မြင်ရဟိုမြင်ရတဲ့မြင်ရတဲ့ဟိုကနေလှုပ်လေဆက်ဟာမြင်ရလားမြင်ရဝမ်းတော်တော်ငါလည်းဝမ်းတယ် ကျွန်တော်ခဏလေးကျွန်တော်ဟိုကဒေါင်းလို့ဆက်လိုက်ကျွန်တော်ပြောပြန်သွား ဟိုဟာ လိုက်ထူပြီ ဘာလို့မော်လေးပြော ကဲဘာလို့လဲပြောဒီထဲမှာထိုင်နေမှာလားဒီထဲမှာတားကြီးပြစ်ကြမှာလား ရေကူးမယ်လေဆိုင်နေတော့ချိန်တော့မကုန်နိုင်ဘူးပြ